iPhone ကနေ MacBook ကိုကျွန်တော်တို့ AirDrop ကနေတစ်ဆင့်ပေါ့နော် AirDrop ကိုကျွန်တော်အသုံးပြုပြီးကျွန်တော်ဘယ်လိုမျိုးပုံလေးဗီဒီယိုဘယ်လိုမျိုးထည့်မလဲဆိုတော့ပြပါတယ်ဒီနည်းလမ်းကပါကျိုးတွေမှမလိုပါဘူးကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်တို့အခုမှစသုံးတဲ့ကျွန်တော် user တွေအတွက်ပဲကျွန်တော်ရည်ရွယ်တာဖြစ်ပါတယ်ဘာလို့ဆိုကျွန်တော်တို့အရင်တွင်းချင်တဲ့နော်ပုံတွေကိုရွေးပါကျွန်တော်ဖိုတိုထဲဝင်တော့မယ်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ကူးချင်တာဖြစ်တာကျွန်တော်ဒီဟာကို share လုပ်နေလိုက်မယ် share ပြီးရင်ကျွန်တော် AirDrop ဆိုတာကြီးကိုကျွန်တော်တက်နေလိုက်မယ် AirDrop နဲ့ကျွန်တော်ရှာလိုက်မယ်ဟုတ်ပြီဒါဆိုကျွန်တော်ဒီ MacBook လေးကိုကျွန်တော်တွေ့ရဖြစ်ပါတယ် MacBook Air တွေ့ပြီဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ဒါဆိုသူခဏလေးအတွင်းကျွန်တော်ဝင်သွားဖြစ်ပါတယ်ဟုတ်ပြီဒီမှာကျွန်တော် note လည်းတက်ခဲ့ပါပြီဒါလေးပြီးရင်ဆိုရင်ကျွန်တော်ပြီးသွားပြီโอเคဒါဆိုရင်ကျွန်တော်ဖုန်းကနေကျွန်တော်ရဲ့ file ရောက်ခဲ့ပါပြီဒါဆိုကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ခဏဖုန်းကနေထည့်လိုက်တဲ့ file ဖြစ်ပါတယ်